အားလုံးပဲမင်္ဂလာကျွန်တော်ဒီမှာချောင်းခေကို free ကန်ရတဲ့အခန်းကျွန်တော်သားဖမှာတော့ကျိုးလူရသိပြီးတော့ကျွန်တော်ခုမှသိလို့ကျွန်တော်ခုမှသားဖမှာပါကဲ FV လေးဖားလိုက်ရကျွန်တော်ချောင်းဗတိုင်းလိုက်တာဗျာတိုးကုန်းကင်ပြီးဆိုမှချောင်းနှိမ့်လိုက်ဗျာမဟုတ်ရင်တွင်းကောင်းကင်သွားလိမ့်မယ်ကျွန်တော်ကဟိုကောင်ကင်မှကျွန်တော်ချောင်းကန်လိုက်ဗျာ cable လေးနဲ့ခါမဲ့ cable လို့သုံးလိုက်မယ်ဗျာအဲ့တော့ဖားပါဗျာကျွန်တော်လမ်းချပဲသွားရတော့မယ်သူများရေလို့ပေါ်တယ်မသွားတော့ဒီကောင် scale fat လေးကြည့်ပြီးမှသွားရမှာဗျာကျွန်တော်ထင်ရမယ့်ကောင်တော့ဘယ်ကောင်တော့မသိဘူးကျွန်တော်ချောင်းကန်ရလို့ပြောနေတာခေဝကြီးကိုခါမှကျွန်တော်မကင်ဘူးဆိုတော့ဗျာကျွန်တော်ပြောနေတာပေါ့ကျွန်တော်ထင်ရမယ့်ကောင်ကူရှင်ဒီကောင်ဝမ်လေးနဲ့လမ်းပေါက်လိုက်မယ်တာလီရော့ကန်လိုက်တာချောင်းကြီးသွားကန်ပြီးပါတယ်ချောင်းကကျွန်တော်ထက်ရင်ရောက်နေတာပြန်ကျွန်တော် feed တက်ပြီးတိုင်းရဲ့ live ပေါက်တာဒါလည်းတစ်ချောင်းမှလည်းမထီဘူးဘောကကူရှင်ကျွန်တော်တွားများကြည့်လိုက်မယ်ဗျာတော့1 2ပဲပေါက်ပြီးတော့ဘောကကူရှင်လည်းများပါပြီနဲ့အမိုင်းလိုက်တာမင်းတော့ตีလိုက်တော့ရော့ဆောက်ကုန်နေရာဘူးလောက်ကန်ပေးတယ်တခါရှော့ရောကျွန်တော်ကလည်းဝီကောလေးပြရည်ဗျာကျွန်တော်လည်းကူချင်းသေးရောချောင်းလိုက်ဖေးရဗျာချောင်းလည်းပြည့်မှာမုံနေရပဲကျွန်တော်ဘက်ကကူချင်းဓာတ်နဲ့သွားပေါက်လိုက်သေးရဲ့အိမ်မြန်းနေတဲ့ချောင်းဟောအိမ်မပြန်တော့အိမ်ပြန်နေပြီးတော့ကူချင်းထက်ရောက်လာပြန်ပြီဒီကောင်ဖကော့ထက်ကန်ပြီးလောက်မရော့သေးလိုက်တော့ကူချင်းမင်းဘွားအာသူမသေးနဲ့ကျွန်တော်ပြန်သေးတာရှင်လည်းသေးတစ်ချက်ထိုးရင်သေးနေရဘူးဗျာဒီမှာလည်းကျွန်တော်ခနဗီယာဖကနဲ့လိုက်အောင်တာဗျာတို့ဖီးတန်နေရဒီကောင်မ1 flick ကပေါက်မလို့ရှိသေးတယ်ဒီကောင်မကျွန်တော်ဖက်ကနေပြန်အုပ်တာတော်သေးရဲ့ဖန်ကဒိန်းနဲ့ခောက်လိုက်လို့မဟုတ်ရင်ကျွန်တော်သေးတော့မှာပြန်မှဘယ်သေးမှရော့သေးလိုက်တော့အမေတင်မတော့လိုက်ဖေးနေတာတူတုတ်ကြီးမှအမနာကျွန်တော်လည်းဘိုက်ဘူးသေးရောအတားလေးထိုင်ကြည့်လိုက်အောင်မယ်ဝီကောလေးပြပြီးရောဘိုက်ဘူးလည်းသေးသွားပြီနော်သေးတဲ့ဘက်ဒီကောင်ကျွန်တော်ဘက်ကိုလိုက်ရိုက်နေရဗျာဒီကောင်ကျွန်တော်အဲဒီဂိမ်းဟိုဘက်ပူလိုက်အောင်မယ်ထက်ကန်ကျွန်တော်သေးလိုက်မယ်ကျွန်တော်အိမ်မဲပြန်လာပဲကောင်းပါအမေဒီကောင်သေးဘက်ကျွန်တော်လိုက်ရိုက်ချင်တာတော်တော်ဖိနက်လိုက်တာသူကသေးဘက်သေးတော့မှကျွန်တော်ဝင်ရိုက်မလို့ရှိသေးအဲဒီပွင့်လို့ဝင်ရပြအောင်မလို့သူကကျွန်တော်ဒီခိုင်းတန်းအောင်လားသူတားလေးပဲတက်လိုက်တယ်ဗျာသူဖီဒန်နဲ့လူဝီကောလေးပါပြရတယ်ဘိုက်ဘူးကလည်းဝီကောလာပြတယ်ယူရင်းတော့ကိုအကွက်ပြလုံးနဲ့ပောက်ကူတော့ဆောက်ခေါက်သွားကန်ပဲဗျာအကွက်တွေလာပြရတာမင်းယူနေပဲပြလို့ရမယ်ငါ့ကိုလာပြလို့မရရော့သေးလိုက်တော့တော့မှရောင်းနဲ့ဘာလုပ်တော့မလို့ဝင်းကန်လာအောင်မရော့ဆောက်ခေါက်ကိုဒီမောဖခွာကန်တာဟိုဘက်ကကောင်နဲ့တမီတောက်လေခြုံနေမှနေကျွန်တော်ကရှော့ပြီးပေါ့လို့ဒီမောတော့ငါ့ကိုမြသွားဒီကတော့မင်းကိုမြရဲ့ကလေးပဲရောက်ပြီးကွာဒီမောတော့ရော့မင်းတုတ်ကြီးနဲ့ရမ်းလည်းမင်းလာကားပဲရော့သေးလိုက်တော့ပကူကလည်းသေးခိုင်းတော့မသိဘူးထပ်ပေါ်လာရွေးနဲ့ကလည်းဝင်ရိုက်တယ်ကျွန်တော်1 flick ကပေါက်မလို့ဟိုဘက်ကကောင်နဲ့အများကြီးပေါ့ကျွန်တော်ပြန်သေးသွားမှာပေါ့လိုက်ပူကချောင်းချင်းပြီးတော့ချောင်းဝင်ကောက်လိုက်တဲ့ကီးလေးဘက်ကအောက်ကလေးကကနဗီယာဘာလို့တော့မသိလင်းကောက်ရှင်နေရဒီကောင်မလက်ခတ်သားကန်မယ်။ဘာမှအဲ့ဒီချင်းကျွန်တော်ပြန်သေးလိမ့်မယ်ကျွန်တော်နည်းပတ်ထားလိုက်ဦး။အေးညီမတို့ကောက်တော့နေသေးလိုက်ရော့အင်းတော့အင်းပြူတော့သေးတယ်။ဟိုတော့ကခုမှအိမ်ရထွက်လာတာခုအိမ်ရောက်ချင်တာရော့ဒီကောထောက်ပြီးအိမ်မြပြအောင်မလို့တခါရဲ့အိမ်ဝန်ဒါရောက်ပို့ပေးလိုက်တာဗျာ။ကျွန်တော်သမောသားတို့တက်ပြီးရောပြကောင်းနေဘက်ကကူဘောတော့ကျွန်တော်အကောတွေလာပြနေအကောပြမှတော့ကိုယ်မကြိုက်ပါဘူးနေရော့လက်ဒီနဲ့တစ်ချက်ထုတ်ရတာသေးပဲ။ကျွန်တော်လည်းဖီးတဲ့ဗီဒီယိုပေးတဲ့ဝင်ပြီးဝီကောပြရတယ်ဗျာဝီကောပြကောင်းတယ်ဘက်ကကနဗီယာဒါတော့ကျွန်တော်လည်းအကွက်ပြကြီးပြန်မလောက်တာတော်သေးရဲ့တိုင်နဲ့ညီနေမသေးလို့ဘက်ကသမွန်သားကလည်းဖောက်ခေါက်ဖလီကာနဲ့ခုံပြီးလာရတာတော်လေးကိုရဖာတက်လို့တေးမဲ့တူတူကနဗီယာပဲကောက်ဖားသေးလိုက်တော့မယ်ဗျာဒီနေ့တယောက်တည်းဖိုင်တင်ပလင်းလို့ဝါဖလီကာလမ်းပေါက်လို့ရတာကိုရှင်မဲ့သေးသွားရဲ့ဗျာကနဗီယာတော့ကနဗီယာအတူကြီးကံပြီးတော့ကနဗီယာမသေးတော့ဝန်လေးနဲ့ကောက်ဖားမလို့တော့ညံတိုင်းနဲ့ကူရှင်မဲ့ကေးရသွားရဲ့ဗျာမရှိရင်အိမ်လမ်းပြန်နေလာတယ်ဗျာပလေးပဲဖားပြီးတွေးလိုက်ဖြစ်လိုက်တယ်ဗျာကျွန်တော်ဒီလောဘတယ်မှာဟိုဘက်ကကောင်းနေကြည့်နေချင်ပါဗျာဟိုဘက်ကပကူကရုံးနဲ့ကူဘောကလာပြီးတိတ်ခံပြီးတော့ညောင်လုံးကောက်ဖားလိုက်တယ်ဗျာပကူကရုံးနဲ့ကူဘောတက်ပြီးတော့ဖီးတက်ပြီးဝင်ရိုက်တာဗျာကနဗီယာရဲ့ဖက်ကဖာမိသွားဥမာအင်အားဖားပေါ်လို့ရှိတယ်ဟိုဘက်ကတမောတော့လာဖြစ်တော့ကေးကောက်ဖားလိုက်တယ်ဗျာလိန်ရှင်းတော့ဘက်ကချောင်းကျွန်တော်ဂျုံ3မိနစ်လာပေါက်တယ်ဗျာဒီကောင်လည်းတော့ပေါက်မဲ့လူနဲ့ဖန်ကိုပေါက်သွားဗျာဖန်ကလည်းသေးရောဒီဘက်ကောင်ကဒီချောင်းတက်မှာဗျာချောင်းမတက်နဲ့ဟိုကောင်လေးလိုက်မဲခုမှချောင်းတက်ရတဲ့ကူရှင်ကဘက်ကကူရှင်တော်ဒမိတ်ထွက်နေရောခုမှထွက်လာပေါက်ကူကရုံးတခါရဲတက်ပေးလိုက်တယ်ဗျာကျွန်တော်လည်းဟိုတော့ကြိုကျွန်တော်တောင်းရဲ့ဟိုဘက်မှာဝီကောပြအကောင်လိုက်တာဗျာအဲဒီမှာအကောင်ကျွန်တော်သွားတက်တာကူရှင်ကကျွန်တော်တွေကကေးကောက်သွားရဲ့ဗျာကျွန်တော်လည်းလိမ့်လေးရှင်းပြီးတော့ကျွန်တော်လည်းဟိုမှာဝီကောထပ်ပြန်လိုက်သေးရဲ့ဗျာဟိုကကူရှင်လည်းပေါ်ပြီးတော့တက်တာကိုဖောက်ရင်ကျွန်တော်ကေးကောင်းမလုပ်တာဗျာတစ်ချက်ထိုးလိုက်ရင်ကူရှင်သေရတိုင်းမဲ့ပွဲရပြီးသွားပြီဗျာကျွန်တော်ဗီဒီယိုကြည့်ရှုအားပေးခဲ့တဲ့တင်ငယ်ကြီးများအားလုံးကျွန်တော်ကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ပြန်မှာပြန်လို့အားလုံးပဲဘိုင်းပါ